စိတ်ငြိမ်းအေးခြင်းနဲ့ဆိုရင်ဘာလို့ရမလို့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့အကြောင်းတရားကိုရှားရမယ်အကြောင်းတရားကအပြင်အကြောင်းတရားရှိတယ်အတွင်းအကြောင်းတရားရှိအပြင်အကြောင်းတရားကတော့ဖြစ်ခြင်းတို့ဖြစ်နေတဲ့အကြောင်းအားလျော်ဆိုတာဖြစ်ခြင်းတို့ဖြစ်နေတဲ့အာယုန်တွေပဲနောက်အတွင်းအကြောင်းတရားပါတော့အာယုန်တွေတော်မနတိကာရအဲ့တော့အာယုန်တွေတော်မနတိကာရကိုပဲအဓိကဘုန်းတို့ရဲ့စိတ်ထဲမှာအာယုန်စိုက်ပြီးတော့သူ့ကိုဘာလို့ရမလို့ပြုပြင်နိုင်အောင်ကြိုးစားရပို့ပြီးတော့ရှင်းအောင်ပြောရမယ်ဆိုရင်ကိုယ်စိတ်ထဲမှာဆင်းရဲနေတဲ့ပင်ပန်းနေတဲ့ပူလောင်နေတယ်ဆိုတာစိတ်ထဲမှာဖြစ်တဲ့ပြဿနာပဲတကယ်တမ်းစိတ်ထဲမှာဖြစ်တဲ့ပြဿနာကိုစိတ်ထဲမှာပဲဘုံဘုံတို့ပြေလည်အောင်ရှင်းရတကယ်တမ်းကိုယ်စိတ်ကိုပူလောင်ပင်ပန်းအောင်လုပ်နေတဲ့အရာဘယ်မှာရှိနေတာအတွင်းမှာရှိနေအဲ့ဒါပါတော့အာယောနိတော်မနဲ့တေကားတာနော်မှားယွင်းနေအမှားတွေအမြင်မှားတွေဟုတ်လားဒါကြောင့်စိတ်ထဲဖြစ်တဲ့ပြဿနာကိုဘုံဘုံတို့ကစိတ်ထဲမှာပဲရှင်းရမှာဟုတ်လားရှင်းတဲ့နေရာမှန်ဖို့လဲလိုသေးတယ်လို့ဘုန်းထင်တယ်နော်ငယ်ငယ်ကပုံမြင်လေးတစ်ပုဒ်ဖတ်ဖို့လေအလွန်သဘောကျတယ်လူတယောက်ကလမ်းမီးတိုင်အောင်မှာကုန်းနဲ့တခုခုကိုရှားနေတာနော်အဲ့ဒါနဲ့လူတယောက်ကတွေ့တော့ဘာရှားနေတာတော့လက်စွပ်ပြောက်လို့ရှားနေတာတဲ့လမ်းမီးတိုင်အောင်ဘောလမ်းမီးလေးကလည်းလင်းလက်စွပ်ကဘယ်မှာပြောက်တာလဲလက်စွပ်ကအိမ်ထဲမှာပြောက်တာအိမ်ထဲပြောက်တဲ့လက်စွပ်ကိုဘယ်နဲ့ကြောင့်လမ်းမီးတိုင်အောင်လာရှာနေတာတော့အိမ်ထဲကမီးပြက်နေလို့ဟဲ့စဉ်းစားနော်ဒါတော်တော်ရေတရားကောင်းတဲ့အမေးဖြစ်လေလို့ဆိုရမယ်ဟုတ်လားတော်တော်ရေတရားကောင်းတဲ့အဖြစ်အပျက်ပေါ့နော်အိမ်ထဲပြောက်တဲ့လက်စွပ်ကိုလမ်းမီးတိုင်အောင်လာရှာတယ်အိမ်ထဲကမီးပြက်နေလို့လမ်းမီးတိုင်ကတော့မီးလင်းနေလို့နော်တွေ့နိုင်မှာမလားမတွေ့အောင်နော်အဲ့လိုလူတော့ဒါလွယ်လွယ်ကူကူဘုံဘုံတော့စိတ်ကတော့မလဲတော့ဘူးနဲ့တူတယ်လို့ပြောလို့ရရနော်အဲ့လိုပဲဘုံဘုံတို့တွေရတယ်အဲ့ဒီလူနဲ့တိတ်ပြီးတော့တခါတည်းရမှာထူးတာမဟုတ်ပြဿနာရှင်းတာကိုဖြစ်တဲ့နေရာမရှင်းဘဲနဲ့မဖြစ်တဲ့နေရာသွားရှင်းနေဟုတ်တယ်မဟုတ်လားဒါစဉ်းစားတွေကတော်တော်ကောင်းတယ်အဲ့တော့စိတ်တွေပူးနေတယ်ဆင်းရဲနေတယ်ပင်ပန်းနေတော့ဒီစိတ်ကိုပဲဘုံဘုံတို့စိတ်အလုတ်လုတ်ပြီးတော့စိတ်ထဲမှာပဲအဆင်ပြေအောင်ပြေလည်အောင်ကြိုးစားရဟုတ်လားဒါကြောင့်စိတ်အလုတ်ကိုလုတ်တယ်ဆိုတာတရားဘာဝနာပွားတယ်ဆိုတာစိတ်အလုတ်ကိုလုတ်တာပဲလေတကယ်တမ်းဟုတ်လားခန္ဓာကိုယ်ကြီးသူရက်နေထိုင်နေသွားနေလျောင်းနေတကယ်တမ်းအလုပ်လုပ်နေတာဘယ်သူကလုပ်ရမှာလဲစိတ်ကလုပ်ရမှာစိတ်ကဘာလုပ်ရမှာတော့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားတာဟုတ်လားအဲ့တော့ပြောချင်တာကဘာတော့အိမ်ထဲပျောက်တဲ့လက်စွပ်ကိုမီးတိုင်အောက်ကိုသွားရှာလို့မရနိုင်ဘူးနော်အဲ့တော့လူတွေရဲ့ဖြည့်ရှင်းချက်တွေကလွဲမှားနေတာတွေအများကြီးရှိဒါကြောင့်မလို့ဒီခေတ်ကြတော့ပို့ပြီးတော့ဆိုတာပေါ့စိတ်တွေပင်ပန်းနေပူလောင်နေဖြည့်အားမရတဲ့အခါကျတော့ကိုယ်စိတ်ကိုပြုပြင်ရကောင်းမှနားမလဲပဲနဲ့နော်နီးလန်းတဲ့ကြဖြည့်ရှင်းဖို့မစင်သားပဲနဲ့မူရည်စေဝါပဲလိုက်တော့တယ်ရှိတည်ငါစိတ်ချမ်းသာမှုနောက်ဆုံးအကြီးအကျယ်ဖြစ်ကြတော့ဒုက္ခရောက်တချို့အရက်ဆွဲသွားကြတာတွေရှိအရက်တောက်ပြီးတော့စိတ်ထွက်ပေါက်သဘောအနေနဲ့လောက်ကြတာဟုတ်လားတကယ်တော့အဲ့ဒါစိတ်ချမ်းသာခြင်းလို့လောက်ကြတာပဲလေပြောရလို့ရှိဟုတ်လားအဲ့ဒါကိုပြောတော့ဘုမတို့ငယ်ငယ်ကရွာမှာပြောနေတဲ့စကားတစ်ခွန်းတောင်အမှတ်ရမိလူတယောက်ကကျွေးတရားပတ်စံကျွေးတရားတင်လို့စိတ်ညစ်ပြီးတော့နော်အရက်နှစ်ချက်ဖို့တောက်လိုက်တယ်မူးသွားတော့အဆင်ပြေတယ်လို့ပေါ့အမူးလည်းပြေသွားတော့ကျွေးရ102ချက်ဖြစ်သွားတယ်ဟုတ်လားဒါတော်တော်စဉ်းစားရကောင်းတဲ့အဖြစ်အပျက်ပဲဟုတ်လားလူတွေလည်းပဲပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်းနဲ့ပြဿနာကနော်တိုးပိုးပြီးတော့တိုးလာတာမဖြေရှင်းတဲ့အခါကျတော့ရှင်းရင်းနဲ့ဘာဖြစ်သွားလဲရှုပ်သွားတာပေါ့သူကတော့ရှုပ်ဖို့လုပ်တာမဟုတ်ဘူးရှင်းဖို့လုပ်တာဒါမဲ့သူ့ဥစ္စာနီးလန်းမမှန်တဲ့အခါကျတော့ရှင်းဖို့ကြိုးစားရင်းနဲ့ပို့ပြီးတော့ရှုပ်သွားတာဟုတ်လားတကယ်တမ်းကဘုန်းဘုန်းတို့လောဘဒေါသတွေဖြစ်တယ်ဆိုတာပြဿနာဖြစ်တာစိတ်ထဲမှာပြဿနာဖြစ်တာအဲ့ဒါကိုရှင်းပေးဖို့လိုတယ်ဘုန်းဘုန်းတို့ကအဲ့ဒါကိုပြဿနာရှင်းအောင်မလုပ်ဘူးရှင်းတော့ရှင်းတယ်ဘယ်နည်းနဲ့ရှင်းလိုက်တုံးဆိုတော့အလိုလိုက်တဲ့နည်းနဲ့ဘုန်းဘုန်းတို့ရှင်းပြလိုက်ကြပြန်ရောဒါဘုန်းဘုန်းတွေးမိတာလေးတွေကိုပြောတာလောဘဒေါသဖြစ်တယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ကနီးမှန်လမ်းမှသူ့ကိုနားလည်မှုနဲ့နော်ပြေပြောက်အောင်ကြိုးစားရမှာနောက်မဖြစ်အောင်သူကကြိုးစားရမှာဒီနည်းနဲ့ဖြည့်ရှင်းရမှာသို့တော့အဲ့လိုမဟုတ်ဘုန်းဘုန်းတို့ကလောဘဒေါသဖြစ်ပြီးဆိုရင်အလိုလိုက်တဲ့နည်းနဲ့ရှင်းတယ်ဆိုကြပါစို့လောဘဖြစ်ပြီးဆိုရင်ကြည်ကျင်လာပြီဆိုကြည်ပလိုက်တယ်အလိုလိုက်ပေးလိုက်တာပေါ့နားထောင်ခြင်းနဲ့ဆိုရင်နားထောင်ပေးလိုက်တယ်သဘောပေါက်လားဘုန်းဘုန်းပြောတာအဲ့ဒါဘာလို့တဲ့နည်းတော့အလိုလိုက်တဲ့နည်းသူကခံစားပေးလိုက်တာပေါ့သူတခုခုစားလာပြီဆိုကြွေးပလိုက်တယ်ဟုတ်လားအဲ့လိုပဲဒေါသဖြစ်တယ်ဆိုရင်လည်းအလိုလိုက်တာပဲဘယ်နည်းနဲ့လိုလိုက်တော့ပေါက်ပွဲပြင်မယ်ငါဆဲဆိုးပြလိုက်မယ်ရိုက်ပြင်မယ်နှက်ပြင်မယ်ဒေါသခိုင်းတဲ့အတိုင်းလှုပ်လိုက်တာပေါ့ဟုတ်လားလောဘဖြစ်ရင်လည်းအလိုလိုက်တယ်ဒေါသဖြစ်ရင်လည်းအလိုလိုက်တယ်ဒါကိုနားလည်မှုနဲ့ငြင်းရအောင်ဘုန်းဘုန်းတို့ကမကြိုးစားနိုင်ကြဘူးပေါ့နော်ဘာနဲ့ဥမာတူတုံးဆိုတော့ယာနာပေါက်တဲ့လူတယောက်
ကုဖို့မကြိုးစားပဲနဲ့ကုတ်ဖို့ပဲကြိုးစားတာအဲ့တော့ယာနာဘယ်တော့မှပျောက်မှာမဟုတ်ဘူးနော်ကိုယ်ကတောင်ရတာရှိနေတာတကယ်လေရတာရှိနေဟုတ်လားဝဲကြောက်တွေပါလေပေါက်ဖူးတာပဲလေနော်တချို့ဆိုရင်ဘယ်လိုတောင်ပြောနော်ပျောက်တောင်ပျောက်ချင်ဘူးတဲ့ကိုယ်ကရတာရှိနေတာဟုတ်လားတော့ယာနာပေါက်တာကိုဘုန်းတော်ကုတ်တဲ့နီးနဲ့ပဲဖြည့်ရှင်းတော့အနာပို့ပို့ပြီးတော့ဆိုးလာတာကုတဲ့နီးနဲ့ဘုန်းတို့ကဖြည့်ရှင်းတာမဟုတ်ဒါကြောင့်မလို့ဘုန်းတို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဒီလောဘဒေါသမောဟအနာမပြောက်တာပေါ့ဟုတ်လားအဲ့ဒါမပြောက်လို့ရှိရင်ဘုန်းတို့ရဲ့စိတ်ဟာဘယ်တော့မှငြင်းအေးမှာမဟုတ်ဟုတ်လားဒါကြောင့်ငြင်းအေးခြင်းတယ်ဆိုလို့ရှိရင်နီးမှလမ်းမှာဘုန်းတို့ကပြဿနာတွေကိုဘာလို့ရမလို့ဖြည့်ရှင်းရမယ်စိတ်ထဲမှာဖြစ်နေတဲ့ပြဿနာရဲ့အရင်းအမြစ်အကြောင်းတရားဘာလို့အာယောနိသောမနတိကာရပြင်မဲ့အကြောင်းတရားတွေကိုရှင်းဖို့ဆိုတာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်တော့ဘာပဲတွေ့ဘာပဲဖြစ်ကိုယ့်ရဲ့စိတ်ထဲကပဲမှန်ကန်တဲ့အတွေးအမြင်ဖြစ်အောင်ဘုန်းတို့ကဘာလို့ရမလို့ကြိုးစားကြရမှာအဲ့ဒါမှသာလေဘုန်းတို့တွေဟာဒီအပူတွေကိုရှင်းနိုင်မှာပေါ့ဘယ်လိုဆိုရင်ဘုန်းတို့ကအဖြေရပြီနော်စိတ်ကိုငြင်းအေးခြင်းတယ်ဆိုရင်ဘယ်လိုရှင်းမလို့အကြောင်းတရားဖြစ်တဲ့အာယောနိသောမနတိကာရကိုဖယ်ရှားဖို့အာယောနိသောမနတိကာရရဲ့နေရာမှာယောနိသောမနတိကာရကိုအစားထိုးဖို့ဟုတ်လားအဲ့ဒါဘုန်းကခုက